chabu korobu sutama channel mantete shige bure takin Yesu Christ ko mayongi ma takin Yesu Christ ko noဘာသာတရားနဲ့ပဲသိတဲ့အချိန်မှာကျွန်တော်တို့စိတ်ကမနှိမ့်ချဘူးတခင်ယေရှုခရစ်ကိုတကယ်ယုံကြည်လိုက်တဲ့အခါမှာစိတ်ကနှိမ့်ချတယ်ဖခင်ကဖြစ်ပြန်သွားဖခင်ရဲ့စိတ်နဲ့စိတ်ချကမိတ်ဆွေတွေကိုဝင်ရောက်လာကျိုးစားယူကြအောင်မလိုဘူးဖြစ်သွားတယ်အော်တိုဖြစ်သွားကျွန်တော်ကဝင်ရပြီးဖြစ်ပါတယ်နော်ဝင်ရခဲ့ပြီးကျွန်တော်တို့ကို line တွင်းလိုက်တာသူ line နဲ့ယုံကြည်လိုက်ရုံနဲ့ဘယ် line နဲ့လဲဖြောက်မှချင်း line နဲ့တွင်းလိုက်တာအဲ့တော့ဝိဆိုကဖြောက်မှချင်း line နဲ့ရောက်သွားတဲ့အတွက်နှိမ်ချနိုင်တယ်ဖျားနောက်ကိုလိုက်နိုင်တယ်အရန်လွယ်ကူသွားတယ်ဒါကြောင့်မလို့အဲ့လမ်းကြောင်းလေးရောက်ဖို့သခင်ယေရှုခရစ်ကိုယုံကြည်လိုက်ရုံပဲဒါမဲ့သူတို့ကမယုံဘူးမာမနတ်ရဲ့မှုရဲ့လူကမယုံဘူးအပြောမခံဘူးဒါဘယ်လိုဘာသာကြီးတဲ့လူတွေကျွန်တော်တွေ့ခဲ့ဘူးလားနော်ဒါကြောင့်မလို့သူတို့ရဲ့မာမနတ်တွေကိုသူတို့မပြင်မဲနဲ့သူတို့ကတနေရာပြီးတနေရာနော်ကျွန်တော်ကြည်လာတဲ့လူတွေကတော့အဖျားကြောင့်အစ်ဆိုတော့လာလိုက်ပြီးနောက်ပိုင်းဒီလိုကြီးပဲပြောလာတဲ့အခါမှာပြောင်းသွားတယ်စိတ်ကိုမပြောင်းလဲနဲ့အသင်ပြောင်းစိတ်ကိုပြောင်းလဲနိုင်တဲ့အရှင်ကိုယုံကြည်ရမှာဖြစ်တယ်ယုံကြည်လိုက်ကျွန်တော်စိတ်ပြောင်းလို့ကျွန်တော်ဘယ်လိုလုပ်ပြောလို့ကျွန်တော်စမှုလို့ဆောင်လို့ brother တွေမိချစ်ဆရာမဘုရားဒီဘယ်မှာပြောဘာလို့အဓိကကိုယ်စိတ်နဲ့ဆိုင်ကိုယ်စိတ်ကိုနှိမ့်ချလိုက်ဘယ်နေရာအပြောင်းဆိုတာမရှိဘူးဖြစ်စိတ်မနှိမ့်ချတဲ့လူတွေကအခုရက်ကလေးရိုက်နေအမှုရဆောင်ပဲဖြစ်စေစိတ်မနှိမ့်ချတဲ့လူတွေကကိုသွားပြီးသွားစိတ်မနှိမ့်ချတဲ့အတွက်လူတွေနဲ့မတည့်ဘူးဖြစ်အဲ့ဒါသူတို့ရန်တွေ့နေတာစိတ်မနှိမ့်ချတဲ့လူတွေမတည့်ဘူးတဲ့မှာလည်းမဟုတ်နော်ဒီ emotion သူတို့စိတ်တိုင်းပဲသူတို့သွားနေဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ရဲ့တက်တာကိုကျွန်တော်တို့ပြန်လည်ဆွတ်ပါနော်ဖျားကိုဆက်ကပ်ပါသခင်ယေရှုခရစ်ကိုတရားလူတွေယုံထားရင်တော့စိတ်ကအလိုလိုနှိမ့်ချသွားမှာပဲဖျားသခင်လမ်းကြောင်းပွင့်ပြီးကျွန်တော်ယုံကြည်လိုက်တဲ့အတွက်ကျွန်တော်အဲ့လမ်းကြောင်းလေးရောက်သွားပြီတစ်ခါလေကိုတော့စိတ်နှိမ့်ချပြီးအသက်ရှင်မှန်းတော့ကိုမသိဘေးလူပါသိအဲ့ဒါဖျားသခင်ရဲ့လမ်းကြောင်းသွင်းခြင်းခံရတဲ့လူကိုခေါ်တယ်တချို့တွေကမရဘူးငါ